အားပြင်းတဲ့ဂျိုတွေရိုက်ခတ်မှုကြားထဲမှာအခုအချိန်မှာကျမတို့ပြည်သူတွေဘလို့မှစိတ်သက်သာနေမှာမဟုတ်ဘူးเนาะဒါပေမဲ့လည်းအခုအချိန်ခါမှာဂျိုတွေကသူ့လမ်းနဲ့သူသွားနေပြီဖြစ်ပါတယ်เนาะတောက်ကြဂျိုလေးကလည်းမနှက်ဖြန်ကြလို့ရှိရင်တော့သူ့လမ်းသူသွားတော့မှာဖြစ်ပါတယ်เนาะတောက်ကြဂျိုကတကယ်ဆိုရင်သူကဟိုပေါ့၈နှစ်တစ်ချိန်ကိုနောက်ပြန်လှည့်တာဖြစ်ပါတယ်เนาะ2019ချိန်2019ခုကတစ်ချိန်နောက်ပြန်လှည့်တယ်အခုတစ်ချိန်ပေါ့เนาะ၈နှစ်အကြာမှာဒီနှစ်မှာနောက်ပြန်လှည့်တာဖြစ်တယ်ပေါ့เนาะဒီနှစ်မှာအရန်ထူးခြားတာကဘာလဲဆိုတော့အရန်အားပြင်းတဲ့စနေဂျိုလိုမျိုးအင်္ဂါဂျိုလိုမျိုးဂျိုတွေနဲ့ထိတ်တိုက်ပုတ်တိုက်လိုက်ရတာပေါ့လေဒီကြားထဲမှာဗုဒ္ဓဦးဂျိုကလည်းနောက်ပြန်လှည့်တယ်ဆိုတော့တကယ်အားပြင်းတဲ့ဂျိုကြီးလေးလုံးနဲ့ထိတ်တိုက်ရင်ဆိုင်ရတဲ့အခါမှာယာတီခွင်ကလည်းဘလို့ဘာယာတီခွင်ဖြစ်လို့ဆိုမီးတက်ကိုစားပြုတဲ့ Aries ယာတီခွင်ဖြစ်သွားတယ်ပေါ့နော်ဆိုတော့အရန်ပြင်းနေတဲ့ယာတီခွင်မှာအရန်ပြင်းထန်တဲ့ဂျိုတွေတိုက်ကြတယ်အဲ့ဒီအခါမှာဘလို့ဖြစ်သွားတယ်မြင်တဲ့အတိုင်းပဲပေါ့နော်ဆိုတော့ဘလို့ပဲဖြစ်ပေါ့မနေ့ဖြန်လာပြည့်နေ့လေးမှာတောက်ကြဂျိုလေးကလည်းသူ့လန်းသူအတိုင်းသွားပြီးတော့သွားတော့မယ်လာပြည့်နေ့ဆိုတဲ့အချိန်ခါသမ ्या ကလည်းပဲတကူလာပြည့်ကလည်းမနေ့ဖြန်နေ့လေးမှာကြာရောက်လာပြီပေါ့လေဆိုတော့လာပြည့်နေ့က Libra ရာသီခွင်မှာကြာရောက်တဲ့လာပြည့်နေ့ဖြစ်တယ်သူက justice တရားမျှတမှုကိုစားပြုတယ်ကိုပြုလိုက်တဲ့ကုသိုလ်ကောင်းမှုတွေကိုအတိအပွင့်တွေကိုအမှန်တကယ်ရရှိမဲ့နေ့နေ့လည်းဖြစ်တယ်ပေါ့ဒီနေ့လိုမျိုးမှာကိုခံစားနေရတဲ့အရာတွေကိုအတွက်သဟဇာတမကျတဲ့အရာတွေကိုလှုပ်ချပြီးတော့အနားယူရမယ်နေ့နေ့ဖြစ်ပါတယ်အနားယူရမယ်ဆိုတော့စိတ်ကိုအနားယူရမှာပေါ့နော်ကိုယ့်ရဲ့အတွင်းနဲ့ကိုယ်နဲ့ချိတ်ဆက်ရမယ်နေ့နေ့လည်းဖြစ်ပါတယ်မနေ့ပြန်လာပြည့်နေ့လိုနေ့မျိုးမှာကုသိုလ်ကောင်းမှုလေးလုပ်ပြီးတော့တကယ်လိုအပ်နေတဲ့သူတွေကိုအမျှအတန်းပေးဝေလို့ကောင်းတဲ့နေ့နေ့လည်းဖြစ်ပါတယ်နော်ဆိုတော့မနေ့ပြန်ကောင်းမှုကုသိုလ်တွေလုပ်ပြီးတော့ကောင်းကောင်းမွန်မွန်ဖြတ်ကျော်လိုက်လို့ရှိရင်နောက်လာမဲ့3လအတွင်းပေါ့နော်3လအတွင်းမှာကောင်းမွန်တဲ့အရွေးတစ်ခုကိုရရှိနိုင်မှာဖြစ်ပါတယ်နော်ပြီးတော့လာပြည့်နေ့လေးဟာတကယ်ကိုကောင်းမွန်တဲ့ energy လေးကိုလည်းရှိတာကြောင့်မလို့လာရောင်ရည်လေးခံဖို့လည်းမမေ့နဲ့နော်လာရောင်ရည်လေးကလည်းတကယ်ကိုအစွမ်းထက်တဲ့လိုအပ်တယ်လို့အသုံးပြုလို့ရတဲ့အာနိသင်လေးရှိပါတယ်နော်ဆိုတော့လူဘဝလေးကတကယ်ကိုတကယ်တန်ဖို့ရှိပါတယ်နော်လူတိုင်းဟာခံယူချက်ချင်းယက်တီချက်ချင်းမတူကြဘူးဆိုပေမဲ့လည်းလူဘဝကိုရောက်လာတဲ့ရွေးချက်ကတော့အတူတူပဲဖြစ်ပါတယ်နော်လူဘဝကိုရောက်လာရခြင်းဒီအချင်းချင်းရိုင်းပင်ကူညီဖို့အတွက်ရောက်လာရခြင်းသာဖြစ်ပါတယ်လူဘဝဟာအကာဒီပဲအဆုံးဖြတ်ပေးတာဖြစ်တယ်သူကတိပုံသွားမလားဒုက္ခတိပုံသွားမလားဆိုတာကလည်းနော်ဆိုတော့ဒီလိုမတေချာမရရတဲ့အခါမျိုးမှာကျမတို့အသက်ရှင်ကြံ့ရစ်ခဲ့တာဟာလောကကြီးကကျမတို့ကိုတကယ်လိုအပ်နေသေးလို့ဖြစ်ပါတယ်ဒါကြောင့်မနေ့ပြန်လိုကောင်းမွန်တဲ့နေ့မျိုးမှာကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့အကောင်းဆုံးဆိုတဲ့အရာတွေကိုပြုလုပ်ဖို့အကြံပေးခြင်းပါတယ်နော်ကျေးဇူး